Hello အားလုံးပဲမင်္ဂလာပါ Steven View ကနေပြန်လဲကြိုဆိုလိုက်ရပါတယ်။မကြခင်ဘူးလာမယ့် Sunday မှာဆိုတော့ Arsenal နဲ့ Manchester United တို့တွေ့ဆုံသွားမယ်။ဒီနှစ်သင်းကြားပြိုင်ဆိုင်မှုတွေပြင်းထန်တယ်အထူးသဖြင့်ပြည်သက်တွေပေါ့။ဘာကြောင့်လဲဆိုတော့ဒီ Premier League 2000ပတ်လည်အချိန်တွေမှာဒီ domination ဖြစ်နေတဲ့ Salas ရဲ့အသင်းကိုအတိအကရှင်ပြိုင်သွားနိုင်ခဲ့တာတော့ Arsenal ရဲ့ Arsenal လို့ပြောလို့ရတယ်။အဲ့တော့ဒီနှစ်သင်းကြားထဲမှာကျွန်တော်တို့ကဒီအဲ့အချိန်မှာဘောလုံးပွဲစကြည့်ခဲ့တာဆိုတော့ဒီနှစ်သင်းကြားပြိုင်ဆိုင်မှုကိုကျွန်တော်မျက်ဝါးထင်နေမြင်ခဲ့ရတယ်လို့ပြောလို့ရတယ်ကျွန်တော်တို့ဒီနှစ်သင်းကြားပြည်သက်တွေကြားထဲမှာလည်းအဲ့ဒီတော့အကြောင်းတော်ရန်စားလေးတွေရှိခဲ့တယ်ဒီနောက်ပိုင်းနှစ်တွေဥပမာ2008-2009နောက်ပိုင်းမှာ Arsenal နဲ့ United တို့ကတင်တန်းကွာချားခဲ့တဲ့တသင်းကအထက်ကိုအရန်ရောက်နေတဲ့အချိန်မှာတသင်းအောက်ကိုအရန်ကျသွားတဲ့အချိန်မှာဆိုတော့ပြောရရင် rivalry မဟုတ်တော့ဘူးလို့ထင်လို့ရတယ်ကျွန်တော်တို့လည်းအဓိကရှင်ပြိုင်ရတဲ့ Chelsea ဖြစ်မယ်Manchester City ဖြစ်မယ်ဒါကနှစ်သင်းလုံးနဲ့ပဲကျွန်တော်တို့နှစ်သင်းကြားထဲမှာရှင်ဆိုင်မှုမရှိဘူးဒါပေမဲ့ဒီနှစ်သင်းတွေ့ဆုံတဲ့အချိန်တိုင်းမှာတော့ကျွန်တော်ကြောင်းတော်ရန်စအနေနဲ့တစ်ဖက်နဲ့တစ်ဖက်လေးတိုက်တာတစ်ဖက်နဲ့တစ်ဖက်ရန်စတာမျိုးတော့အများနဲ့ကြုံနေရတာပဲဆိုတော့ဒီနှစ်သင်းကြားတွေ့ဆုံတာနှစ်တိုင်းတွေ့နေတာဗျအဲ့တော့မှတ်ရစရာတွေကတော့အများကြီးပဲမှတ်ရတယ်အများကြီးဆို82ပွဲလို့ပြောလို့ရမယ်ဒါမှမဟုတ်ရဲ့ Arsenal ရဲ့ဒီရှုံးပွဲမရှိစံချိန်ကိုဖျက်လိုက်နိုင်တဲ့ပွဲလို့ပြောလို့ရမယ်ဒါမှမဟုတ်ရင်လည်းပဲတခြားဒီ Indigo Dryer တို့နဲ့Taiwan နဲ့တူတယ်အပွဲကိုပြောရင်လည်းပြောလို့ရမှာအများကြီးပါပဲဒီ Anthony Gordon နဲ့ပွဲကိုပြောမလား David De Gea ချောင်းနဲ့ပို့ပြီးကြောက်လိုက်တဲ့ပွဲကိုပြောမလားစသဖြင့်အများကြီးပါနော်အဲ့ထက်မှာကျွန်တော်အမှတ်ရဖြစ်ဆုံးပွဲရတော့ဒီ Highbury မှာကစားခဲ့တဲ့2005ခုနှစ် February မှာကစားခဲ့တဲ့ပွဲ Arsenal United 2-4 ပွဲအဲ့ဒီအမဲရောင်နဲ့ဒီပွဲကိုကျွန်တော်အမှတ်ရတော့ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အဲ့ဒီတော့ Manchester United ကဗျ Premier League မရတာနှစ်ဖြစ်နေပြီအဲ့နှစ်ဖြစ်နေပြီဒီ Salas ကလည်းအောင်မပြန်လဲတိဆောက်နေတဲ့ကာလဆိုတော့ကျွန်တော်တို့ကဒီသင်းတွေကိုမရှင်းနိုင်ဘူးပြီးတော့ Chelsea နဲ့ Arsenal ကိုကြည့်မယ်ဆိုတော့ Arsenal လောလောလက်မှသူတို့ကဒီဟိုကိုပြန်ပြီးတော့ရှုံးမမရှိစံချိန်နဲ့အတူတူအလားအရန်ကောင်းနေတဲ့အသင်းဒီဘက် Chelsea ကိုကြည့်မယ်ဆိုရင်လည်းပဲ Ibrahimovic ဝင်လာတဲ့နောက်ပိုင်းမှာ Mourinho နဲ့အတူတူသူတို့က Premier League Champion ဖြစ်ပြီးနေပြီအရန်ကိုဖြိုခွဲခက်တဲ့အသင်းဒီလိုအခြေအနေနဲ့ကျွန်တော်တို့အသင်းကအခုပြန်လဲတိဆောက်ဆဲဖလားမရနိုင်သေးတဲ့အသင်းပေါ့နော်ပြီးတော့နောက်တဲ့2004မှာယူရိုရှိခဲ့တယ်အဲ့ယူရိုက Wayne Rooney နဲ့ Ronaldo တို့ကပြဿနာတက်ခဲ့တယ်အဲ့ပြဿနာတက်ခဲ့ပြီးတော့ဒီရာသီမှာသူတို့ပြန်ပြီးအတူတူတွဲကစားတယ်ဒီညမှာ Rooney ကအရှော့ပေးရလို့လည်းပြောကြသလိုဒီသူတို့ချင်းအဆင်ပြေတော့ဒီ Silas ကညှိညှိပေးလိုက်နိုင်လို့လည်းပြောတယ်ဘယ်လိုပဲနေသူတို့နှစ်ယောက်အတူတူစပြီးခြေစွမ်းပြနိုင်တဲ့ຢာတွေလို့ပြောလို့ရတယ်။ Ronaldo ရောက်ကြတဲ့ကသူအလိန်ခောက်တွေနဲ့ effective မဖြစ်ခဲ့တာလေယာတည်းစပြီး effective ဖြစ်သွားတယ်လို့ပြောလို့ရတယ်ပေါ့နော်။ဒီ Manchester United အနေနဲ့ဒီ4-3-3 တိုက်စစ်ကိုစပြီးတော့အသက်သွင်းနေပြီ4-5-1ကနေပြီးတော့ပြုပြောင်းလဲ4-3-3ဖြစ်သွားတယ်။ဟို4-2-3ကမှကုခေအနေထားနဲ့ဆိုရင်အဲ့လိုမျိုးလို့ပြောလို့ရတယ်။ fluid attack ကိုစတင်ပြီးတည်ဆောက်နေပြီလို့ပြောလို့ရတယ်။ပထမအကြော့မှာဆိုရင် Arsenal 49ပွဲဒီရှုံးပွဲမရှိတဲ့ညကို United ကဖျက်ထားတာပြီးတော့ဒီအဲ့ဒီပွဲမှာကျွန်တော်တို့အနိုင်ရလိုက်ခြင်းက Arsenal ကိုရပ်တန့်လိုက်နိုင်တယ်လို့ပဲကျွန်တော်တို့ Manchester United အနေနဲ့လည်းဒီ Rio Ferdinand တို့ Wayne Rooney တို့ဒီ Cristiano Ronaldo တို့နဲ့အတူခစ်တကုတ်ငါတို့လာပြီးဆိုပြီးစိတ်ကြွေးကြော်လိုက်တယ်ဗောနော်စတင်ပြီးတော့ကျညာလိုက်တဲ့ပွဲလို့ကျွန်တော်ကတော့ယူဆတယ်ချက်ချင်းတော့ဖလားမရခဲ့ဘူးဒါပေမဲ့ဒီကအရှိန်ဟုန်ကောင်းနေတယ်ကျွန်တော်ဆက်သွားနိုင်ခဲ့တယ်ဗောဆိုတော့ဒီအဲ့အချိန်မှာတွေ့တဲ့အချိန်မှာ Chelsea ကတော့အဆင့်1သူက player လာအရန်ကောင်းနေပြီအဆင့်2နဲ့3နေရတော့ Manchester United နဲ့ Arsenal Manchester United ကအချိန်မှာအဆင့်3သူတို့မတွေ့ခင်ပါဘောနော်ပြီးတော့အမှတ်ရဆိုရင်တော့အားလုံးမှတ်ရနိုင်မှာဘောလုံးကအဆင့်ကြောင်းပတ်လေအဆင့်ကြောင်းအဲ့ဒီကာလတွေမှာကျွန်တော်တို့အဲ့ဒီဘောလုံးကကျွန်တော်တို့တော့ကိုတော်တော်လှမ်းမှုရှိရပေါ့နော်ပြီးတော့ Oneri တို့စပြီးလုပ်နေပြီဖြစ်တဲ့ဒီလူမျိုးခွဲခြားမှုတွေတိုက်ဖြစ်တဲ့speed standard အစီအစဉ်တွေအဲ့ဒီပွဲမှာဆိုရင်လည်းဂျင်ဘက်မှာအဲ့ဒီအစီအစဉ်အဲ့ဒီတစ်ပိတ်ပါခဲ့တယ်ပေါ့နော်နောက်တစ်ခုကတော့ဒီ O2 Arsenal နဲ့ဒီ Vodafone United ပေါ့။ညာကျွန်တော်တို့တော်တော်လှမ်းမိုးစေတယ် Arsenal ဆိုကျွန်တော်တို့မျိုးလုံးတွေမှာ O2 ကိုလှမ်းမြင်တယ်လို့ပဲ Manchester United ဆိုကျွန်တော်မျိုးလုံးတွေမှာ Vodafone ပဲတချို့ကလည်း AIG ကိုပို့ပြီးတော့သတိရလိမ့်မယ်ကျွန်တော်တို့က Vodafone က Manchester United ပဲအဲ့လိုမျိုးဒီကိုကျွန်တော်တို့ငယ်ဘွားကိုလှမ်းမိုးစေခဲ့တဲ့ပွဲပေါ့နော်ပြီး Highbury မှာကစားတာဗျ Highbury ပွဲအကြောင်းကျွန်တော်ပြန်ပြီးပြောရမှာ Highbury ကပြေးလန်းတဲ့ပွဲကြီးတွေနဲ့ဟိုကွင်းတွေကကတ်တော့ကြတော့လူကောင်ကြီးကြီးတယ်ဗျ Highbury မှာကစားရင်ဒီကောင်တွေကတကယ်လည်းလူကောင်ကြီးပါတယ် Oneri တို့ဒီ VAR တို့ PS တို့ဆိုရင်6ပေကျော်တွေဆိုတော့ကွင်းထဲမှာသူတို့ကလူကောင်ကြီးတွေနဲ့ဘူလီလုပ်နေတယ်လို့တော့ကျွန်တော်ခံစားရတယ်Highbury ပွဲဆိုရင်အဲ့တော့ Highbury မှာကျွန်တော်
နိုင်ရဖို့ဆိုတာတကယ်လဲခက်ခဲတယ်ပေါ့ပွဲနဲ့လည်းကတ်တော့အဲ့လူစင်းကိုကျွန်တော်တို့ချက်ကြည့်လိုက်အောင်လူစင်းကိုကြည့်လိုက်မယ်ဆိုရင်ကျွန်တော်အာဆင်နယ်ဘက်ကိုအရင်ကြည့်လိုက်မယ်ကိုစမအယ်မူနီယာအပွဲဖမ်းသွားတယ်ပြီးတော့နောက်တန်းမှာညာဘက်မှာလော်ရန်ပြီးတော့ဆိုကန်ဘယ်ဆိုင်ဂန်အက်ရှလီကိုပြီးတော့လွန်ဘတ်ဖလာမီနီဗီယေရာပီရက်စ်ရှေ့မှာဒီနဘာဂက်စ်နဲ့တီယာရီအော်နရီဒါကိုသူတို့က4411ပဲဆိုပါတော့ဗျာရှေ့မှာဒီနဘာဂက်စ်ကိုနောက်ကတီယာရီအော်နရီသူတို့နှစ်ယောက် rotation လုပ်ပြီးစားသွားတယ်အလီမာပထဗီယေရာနဲ့ဖလာမီနီပေါ့နော်ကျွန်တော်အဲ့ဒီချိန်တော့ဗျာကျွန်တော်တို့ကပြိုင်ဆိုင်မှုပြင်းထန်တယ်ကျွန်တော်တို့အချင်းချင်းမှာလေတိုက်မှုရှိနေတယ်ဆိုမှကျွန်တော်တို့ကြိုက်တဲ့ player တွေမှာအာဆင်နယ်အများကြီးပဲအဲ့ချိန်မှာပုံလင်းပြောရရင်အဲ့ပီရက်ဆိုရင်ကျွန်တော်အရင်ကြိုက်တာဒီ David Beckham ပြီးရင် Jonathan Conway တဲ့ထဲမှာကျွန်တော်အကြိုက်ဆုံး PS အဲ့အချိန်တော့ Roy PS ကြိုက်တယ် Thierry Henry ဆို Thierry Henry ဘောလုံးဆွဲတဲ့ပုံစံခြေခွင်လေးနဲ့ဒီဘယ်ဘက်ကိုယူပြီးဆွဲတဲ့ပုံစံကျွန်တော်အရင်သဘောကျတာပြီးတော့သူ့ရဲ့အဝေးတိုင်ကိုပုတ်ချက်တွေပေါ့နော်အဲ့ဒါတွေကကျွန်တော်တို့တော်တော်ကျွန်တော်တို့လွှမ်းမိုးမှုရှိခဲ့တယ်ပေါ့နော်ဒီ Patrick Vieira ဆိုတဲ့ဒီကောင်ကြီးကြီးနဲ့ဒီ Lombard ဆိုလည်းပဲအရင်တော့ချက်ဖကေနဲ့ကျွန်တော်တို့လွှမ်းမိုးမှုရှိခဲ့တယ်ပေါ့အင်အားလည်းလူရန်တော်တောက်ပါတယ်ဒီ Manchester United ဘက်ကိုပြန်ကြည့်မယ်ဆိုတော့ဒီ Guzman Riker တို့ဆိုဟာတာပေါ့ဗျာကျွန်တော်တို့အချိန်မှာ Guzman အစ်စ်ကိုရှာဖွေလို့မဆုံးနိုင်သေးတော့ရှာဖွေခြင်းပေါ့ကျွန်တော်တို့တင်ဟောင်းဝတ်ရှိတယ်ကျွန်တော်တို့မှာအရင်တည်းမှာဒါပေမဲ့တင်ဟောင်းဝတ်ကလည်းပဲထင်သလောက်မလုပ်ခင်လည်းမလုပ်နိုင်ခဲ့ဘူးပေါ့နော်ပြီးတော့ gain ပြီးအတန်းနဲ့ထောက်နေပြီသူအကြချိန်ကိုစပြီးရောက်လာပြီပေါ့ Rio Final ကတော့ကျွန်တော်တို့စံချိန်ကြီးနဲ့ခေါ်ထားတယ်လာအများကြီးရှိတယ်ဆိုတော့တည်တယ်ဒီပွဲမှာ Rio Final ကောင်းတယ်Rio Final ဘက်ကပြဿနာတိတ်အများကြီးမရှိခဲ့ဘူးနေရတယ်ပြီးတော့ Silvestre သူကကမ္ဘာချန်ပီယံဆိုပေမဲ့သူကပြောရရင်စီးလဲထိုးတယ်ပေါ့နော်attacking ဒီ ball playing ဘာညာပေါ့အဲ့ kick ကတော့အဲ့လိုမခေါ်ပါဘူးအဲ့လို attacking ဘာညာဆိုတော့ကောင်းတယ်သူကတစ်ခါလေး win လာ full back အနေနဲ့တော့သူသွားပြီးဆော့တယ်ဒါပေမဲ့ဒီ defending CB အတွေ့အကြုံကတော့ဒီ title contender အနေနဲ့မလုံလောက်ခဲ့ဘူးအချိန်မှာပြီးတော့ KB ရဲ့ Heinze ရကကောင်းပါတယ်အခုဆိုရင် Arsenal မှာသူနီးပြလုံနေပေါ့နော် KB ရဲ့ Heinze ပါတယ်ပြီးတော့ကွင်းထဲမှာ Darren Fletcher Ryan King Bosco အမှ Ryan King ကအသက်33လောက်ဖြစ်နေပြီ Bosco ကလည်း30ရဲ့ဝင်နေပြီဒီတက်ကြီးကစားသမား2ယောက်နဲ့အတူတူသူတို့ဘေးမှာတွဲပြီးတဲ့ Darren Fletcher Academy ကထွက်အဲ့တော့အသက်က21ပဲရှိသေးတယ်ပြောရရင် Darren Fletcher ကမလုံလောက်ဘူးဗျဒီသူတို့အဲ့ချိန်တော့ချန်ပီယံယူဖို့အတွက်သူ Darren Fletcher မလုံလောက်ခဲ့ဘူးဒါကျွန်တော်ပြောချင်တာ United ကဒီအသင်းလူသင်းမှာလိုအပ်ချက်တွေအားနည်းချက်တွေအများကြီးရှိနေအောင်ကျွန်တော်ပြချင်တာပြီးတော့ Cristiano Ronaldo Brian Gate Wayne Rooney Cristiano Ronaldo ကအသက်က19နှစ်ပဲရှိသေးတယ် Wayne Rooney 20ပေါ့နော်20 Wayne Rooney ရဲ့သူထက်ငယ်တဲ့19နှစ်ဒါကလေးတွေပဲရှိသေးတယ်ပြီးတော့ Ryan Gate နဲ့တွဲပြီး Ryan Gate ကတော့ဒီကဝါရင်းဖြစ်နေအသက်30လောက်ဖြစ်နေဆိုတော့ဒီ Ronaldo နဲ့Wayne Rooney ကသူတို့ကနောက်တစ်ဆင့်တက်ဖို့တော့ဒီမှာခြေလှမ်းပြင်ဝင်ရှိတယ်သူတို့ကပါရီအများကြီးရှိတယ်ဆိုတော့သိတာဒါပေမဲ့မရောက်သေးဘူးကြာအဲ့လိုအခြေအနေမျိုးမှာဆိုတော့ Arsenal ကိုကျွန်တော်ရင်ဆိုင်ဖို့အခက်တယ်အဲ့ဒီမတိုင်ကလေးမှာလည်းကျွန်တော် Chelsea ရှုံးထားတယ်တူတယ်အဲ့လိုအခြေအနေနဲ့ဒီပွဲကိုစတင်ခဲ့တာပေါ့နော်ဒီပွဲစခြင်းနဲ့အားလုံးပဲမြင်ရလိမ့်မယ်ဗျာဒီ Ryan King လက်ညှိုးတချိုးနဲ့တွေကထွက်လာတာဒီတန်နယ်တွေကထွက်လာတာအားလုံးမှတ်ရလိမ့်မယ်တူတယ်ကိုသမားကပါဝဲဖြစ်မယ် Graham Power နဲ့တူတယ်ဒီချာတော့နာမည်မှတ်ပြီးတော့သူကလက်ညှိုးထိုးနဲ့အမှတန်ကသူ့ကိုဖြောင်းပြပြီးမင်းကစားမလားဘာညာဖြောင်းပြပြီးတော့သူတို့လူဝယ် Vieira ကိုတန်ဖြောင်းပြခဲ့ရတာအဲ့တော့ပွဲကဒီတိုင်းပဲသူတို့ချင်းကြားထဲမှာရန်စားလေးတွေကြီးတော့ပွဲကစနေကြမ်းတယ်ဗျာတော်တော်လေးပြင်းထန်မှာပထမကြောကကျွန်တော်တို့ကသူတို့ရဲ့ရှုံးမပြေးနိုင်ရဖြတ်စားဖို့ဗျအဲ့တော့18 second မှာလည်းပထမဆုံး foul ဖြစ်တယ်ဒီ Lombard ကို Heinze ကကျွေးလိုက်တာ18 second ပဲရှိသေးတယ်နော်ပွဲဆောင်ရှိသေးတယ် foul ပထမဆုံး foul ဖြစ်တယ်အမှဟေလာဝါလာတွေစဖြစ်တယ်ပြီးတော့တိတ်မကြောက်ဒီ Ashley ကိုဘောလုံးဆွဲထွက်လာတယ် Ryan King ကပြီးလူရယ်မထိဘဲနဲ့ Ashley ကို diamond ထိုးတယ်စသဖြင့်အဲ့လိုအခြေအနေမျိုးတွေဖြစ်တယ်ပေါ့နော်9မိနစ်မှာတော့ Arsenal ကပထမဆုံးဦးဆောင်ကိုရသွားတယ်ဒီက Thierry Henry ကန်လိုက်တဲ့တောင်းငံဘောကနေပြီး Patrick Vieira ရှန်ဒေလေးတိုက်သွားတာဒီနေရာမှာသူ့ဘေးမှာ Gabi Heinze ရှိတယ်ဒါပေမဲ့ Heinze အနေနဲ့မရှင်းနိုင်ခဲ့ဘူးဗျ Heinze အမားလို့လည်းပြောလို့ရတယ်တိုက်သွားပြီး Arsenal ကဦးဆောင်ကိုရသွားတယ်ဒီခုနကကျွန်တော်ပြောခဲ့တဲ့လူစည်းအတိုင်းပဲ United က Arsenal ကိုဒီတိုင်းရှင်ပြီးမကစားနိုင်ဘူးဘောလုံးကန်ဆိုင်ဘုံပတ်ဆိုင်နဲ့ရှင်မစားနိုင်ဘူးပြီးတော့ဒီ United ကိုကလည်းတိုက်ရိုက်ကစားတဲ့အသင်းဆိုတော့သူတို့ကကွင်းလေကိုကြော်ပြီးတိုက်ရိုက်သွားရတယ်ဒီ ranking တို့ဘာကလည်းဒီ rotation လောက်တာလည်းဆိုင်သူတို့တိုက်ရိုက်သွားခြင်းနဲ့ပေါ့လေတိုက်ရိုက်သွားတယ်ဒါပေမဲ့တိုက်ရိုက်သွားဖို့တော့မရှိမှလည်း holding လုပ်မဲ့လို့မရှိဘူး Wayne Rooney တို့ကအဲ့လို holding လုပ်တဲ့ player တွေမဟုတ်ဘူး Ryan Gate Cristiano တို့အဲ့လိုမဟုတ်ခဲ့
အဲ့လိုပြက်နေတဲ့အချိန်မှာတစ်ခေါက်မှာဒီဟိုကအာဆင်နယ်ဘက်ကနေပြီးတော့ဘောလုံးအပေးမှာဆိုတော့ Manchester United က Brazil ပေါ့နော်အဲ့ချိန်တွေကကတော့ Brazil ကစားနေပြီဗျအခုခေတ်လို့ဆို hype မဟုတ်တာကစား press လုပ်တဲ့အချိန်မှာ Bosco နဲ့ထိတယ် Bosco ကြီးဘောလုံးပြန်ရလာတယ်မှာ Bosco ကအချိန်မဆိုင်မဲနဲ့ Wayne Rooney လှမ်းတင်တယ် Wayne Rooney ကတခါတည်း one touch နဲ့အလေကိုခင်းပေးတယ်အမ Ryan Giggs ဖြတ်ကန်တယ်အကလီကိုထိပြီးတော့တောင်းဒီ deflection နဲ့ပြောင်းပြီးတော့လမ်းကြောင်းပြောင်းပြီးဝင်သွားတယ်ပေါ့နော်အဲ့ဒါကိုတော့ OG ကို actually ကိုလိုပဲပေးပါတယ်အမတစ်ချက်နဲ့ဒါက Manchester United ရဲ့ style ပဲအဲ့လိုဒီဘလုံးကြနဲ့ချက်ချင်းတက်စစ်ကိုသွားတဲ့ပုံစံပေါ့နော်ဒါပေမဲ့ဒီပွဲထဲမှာတော့ Arsenal အခွင့်အရေးပိုရတာမျိုးတွေရှိတယ်အခွင့်အရေးပိုရဆိုပိုစီးရပေါ့ပိုစီးရမျိုးတွေရှိတယ်ဟိုမှာကျွန်တော် Fletcher ပေါ့နော်အဲ့ချိန်တော့ Fletcher ကျွန်တော်အရင်ဆဲခဲ့ရတာ Fletcher ကိုထည့်ပြန်ပြီး Silas ကဘာလို့မှမသိအဲ့တော့ Fergie ဘာလို့မှမသိဘူးဒီ Fletcher ကိုထည့်ပြန်ပြီးကျွန်တော်အမြဲတမ်းညီးတွားခဲ့ဒါပေမဲ့ကျွန်တော်သတိမထားခဲ့ဘူးကျွန်တော်ခုပြန်ကြည့်ရချိန်မှာ Fletcher ရဲ့လိုအားတော့တော်တော်ကောင်းတာဒီမှာခုနလူတင်ပြန်ကြည့်မယ်ဆိုညာဘက်ချမ်းမှာကရှိမှာဒီ gain ဘီရှိမယ်Rio Fine ရှိမယ်သူတို့ရှိမှာဒီ Darren Fletcher ရှိမယ်ပေါ့နော်ဟိုဘက်ချမ်းမှာဒီ Sylvester Hazy ဒီဘက်မှာကကြတော့လာက Bosco ဖြစ်ဒါမှမဟုတ်လည်းပဲ Ryan Game ဖြစ်ပေါ့တူဖြစ်မယ်အဲ့လိုဖြစ်မယ်ဒီလိုအခြေအနေမှာညာဘက်ချမ်းကကျွန်တော်ခံစစ်ကအရင်လုပ်နေဒီ Gain ဘီရဲ့Darren Fletcher ရဲ့ဒီဘက်က Rio Fine နဲ့ရှိနေတဲ့အတွက်ကြောင့် PS ဘာမှလုပ်လို့မရဘူး PS တိတ်ပြီးအလုပ်လုပ်လို့မရဘူးပြီးတော့ Oneri လည်းဒီဘက်ကိုခွတ်ထွက်လာလို့မရဘူး Rio Fine နဲ့ရှိနေပါဘောပြီးအမှ Darren Fletcher လောကတော့တော်တော်ကောင်းတယ် PS ကိုဒီ found ရောဒီ Jordan ရောတော်တော်ကြီးကိုတားဆီးနိုင်ခဲ့တယ်ဗော PS ဘာမှလုပ်ကမရှိဘူးဟိုဘက်ကတော့ဒီ tactic ကတော့ဟိုဘက်ကတော့ဘယ်ဘက်ချမ်းသွားတယ် Sylvester တို့ Hazy တို့ဘက်ကရှေ့မှာ Cristiano တို့နဲ့အဘက်ကသွားတယ်ပြီးတော့ဒီပြန်ပြီးအဖောက်ခံရတယ်အဘက်ကပဲအဖောက်ခံရတယ်ဒီ Pretty Lombard တို့ကအဘက်ကနေဖောက်တယ်ဗောနော်အဲ့တော့ဒီ Manchester United ကညာဘက်ချမ်းခက်စစ်လုံနေဒါပေမဲ့ attacking မကောင်းဘယ်ဘက်ချမ်းကျတော့ attacking ကောင်းတယ်ခက်စစ်မလို့အဲ့လိုအနေထားမျိုးနော်အမှကျွန်တော်ပြောချင်တာ Fletcher wide rate ကတော့ကောင်းတယ်အဲ့28မိနစ်မှာဆို Wayne Rooney နဲ့PS နဲ့ပြဿနာတယ်တကယ်တော့ Fletcher နောက်ကလိုက်တော့ foul ဖြစ်သွားတော့ PS ကလဲကျသွားတဲ့အချိန်မှာဒီတိုင်းတော့မမြင်တော့ဒါပေမဲ့ PS ကအောက်ကနေပြန်ကန်လိုက်တယ်ဟို Fletcher အမှ Fletcher နဲ့အမှညှိပွားပြီးဖြစ်တာပေါ့ဗျာအမှ Wayne Rooney က play ဆိုရင် तू ကစိတ်ကပြင်းတော့သူနဲ့ဝင်ပြီးညင်းတော့အမင်းကောင်ဟန်ဆောင်နေ make it lane နဲ့ပါညာပေါ့နော်ဒီလိုကျွန်တော်အဲ့ make it lane နဲ့သူပြရတယ်တူပါတယ်အားလုံးမှတ်မိမယ်နဲ့တော်တော်ကြည့်ပြီးတော့မှတ်မိတယ်ဒီညနာပုတ်ပြရတဲ့အချိန်ပေါ့အဲ့ဒါနဲ့သူတို့နှစ်လုံးဝါသွားတယ် PS ကဝါသွားတယ်ပေါ့နော်ဟိုကတော့မင်းဟန်ဆောင်မင်းပဲချပြီးဆိုပုံစံမျိုးနဲ့ဝင်းနိုနီကပြန်ဖြဲတာပေါ့နော်အဲ့လိုအဲ့တော့ဆိုရင်ဒါ Fletcher ကဝင်ပြီး found တာ Fletcher လောကတော့တော်ကောင်းတာများတယ်အမှအဲ့လိုလင်းနေတဲ့ညာဘက်ချမ်းနေပြီးတော့ပဲ Oneri ဘောလုံးရောက်တယ် Oneri ကဟိုးတဲ့လုတ်ပြီးတော့ channel လေးကိုထိုးပြလိုက်တဲ့အချိန်မှာဒီဟိုက Vinbergans ကမြေလေးပြင်းကန်သွားတာ Ryan Caro ရဲ့ပေါင်ကြားတဲ့ဝင်သွားအဲ့တော့ဆဲရတာပေါ့ဗျာ Ryan Caro ပေါင်ကြားတယ်ဒီကောင်ကြီးပေါင်ကြားတဲ့ပဲဝင်နေရဒီကောင်ဒီ goal မကြီးကတော့အဆင်မပြေပါဘူးပေါ့နော်ကျွန်တော်တို့ဆဲခဲ့ရတာပေါ့ဒါပေမဲ့တကယ်ညာသူတို့ထိန်ကန်သွားတာပါကောင်းပါတယ်ကန်ချက်ကပြီးတော့ပိတ်သက်ကိုလက်ပုတ်ပြီးတော့အောင်ပွဲခံသွားတာဒါကိုမှတ်မိကြအောင်မယ်နဲ့တူပါတယ်အဲ့ဒုတိယပိုင်းပေါ့နော်ဒုတိယပိုင်းမှာကျတော့United ကဓာတ်ရိုက်တွေပို့ပြီးစံပြီးကစားလာနိုင်တယ်ပြီးတော့တစ်ဖက်က Arsenal ဘောလုံးမကင်နိုင်အောင်လည်းကွင်းလယ်မှာအမြန်ပဲဖြတ်တယ်ဖြတ်ကြမ်းတမ်းဖြတ်တယ်ဗောဗျဖြတ်ပြီးဘောလုံးကင်attacking မဲ့ဓာတ်ရိုက်သွားနေနဲ့တစ်ချိန်မှာဒီ Darren Fletcher ကို foul လုပ်လိုက်တာ Robert Pires နဲ့တွေ့ foul လုပ်လိုက်တာ foul Patrick Evra ဖြစ်လိမ့်မယ် foul လုပ်လိုက်တာ foul လုပ်ပြီးတော့ Patrick Vieira ပြောတာ foul လုပ်လိုက်ပြီးတော့ဒီဖောင်းလို့တဲ့ဘောလုံး Ryan Giggs ကတဲပြီးတော့အမြန်စလိုက်တယ်အဲ့အမြန်စတဲ့အချိန်မှာ Wayne Rooney ကနောက်ကို drop back လုပ်လိုက်တယ် Wayne Rooney drop back လုပ်တဲ့အချိန်မှာနောက်တက်ပါလာ like cam လို့ပါလာမလို့သူတို့မသေးဘူးပေါ့နော်မသေးဘူးဆိုတော့အဲ့လိုဖြစ်နေကြ Wayne Rooney ကဘောလုံးရရတယ်တစ်ချက် Ryan Giggs ကိုထိုးပြီးလိုက်တယ် Ryan Giggs speed နဲ့ရသွားတော့ဘယ်ဘက်ကိုဆက်ဆွဲတယ်ဘယ်ဘက်ဆက်ဆွဲတဲ့အချိန်မှာဒီ Cristiano Ronaldo ကတ်ထားတဲ့နောက်တန်း Lauren က speed တက်တယ်ပြည့်တဲ့အချိန်မှာဂျားရကနေထိုးထည့်ပြီးလိုက်တာလောက Ronaldo အလွတ်ရသွားတယ်အမှ control ကကျွန်တော်ထင် first track ကအောက်တယ်လို့ထင်တယ်ရှေ့ကိုနည်းနည်းလွတ်သွားတယ်သူညာလေးနဲ့ထင်တယ်အောက်သွားဒါပေမဲ့သူတောင်းဖြစ်ပြန်ကန်လိုက်တာတောင်းနဲ့ဝင်သွားတယ်အမှ shoe သလိုလိုက်အဲ့ဒါပေါ့အဲ့ဒါကိုကျွန်တော်တော်သဘောကျကြတာပေါ့တော်ကြိုက်ကြတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့နောက်ဆိုအပြင်မှာကစားရင်ကျွန်တော်တို့ကဘလို့ကိုးသွင်းတယ်ဒါမျိုးလုပ်နေတဲ့အချိန်လေးကိုကျွန်တော်တို့ run မှုရှိခဲ့တယ်ပေါ့နော်အဲ့ခေတ်ကိုမိခဲ့တယ်ဆိုသိရမယ်အဲ့တော့
နောက်မှာတော့Rooney free kick တစ်လုံးကန်သေးတယ်ခုနဂိုးပြီးအချိန်မျိုး free kick တစ်လုံးကန်တဲ့ဟာမှာကျွန်တော်တို့82ပွဲရလိုမျိုးပဲတိုးပြီးကန်တာဘာတန်းမှန်သွားတယ်ဂိုးလေးပြန်ကြည့်တော့ကျွန်တော်82ပွဲကိုပြန်ပြီးသတိရတော့အဲ့တော့အဲ့ဒါနဲ့ပဲနောက်ထပ်တစ်ချိန်လည်းပဲ PS ကဆွဲပြေးလာPS ဆွဲပြေးလာတဲ့အချိန်မှာ Darren Fletcher နောက်ကနေပြီး like pressure ပေးတယ် like pressure ပြီးတော့သူ control out သွားတယ်မှာရှိတဲ့ ranking ကဝင်ပြေးပြီးဝင်ချလာတယ်ranking ဘောလုံးရတာ ranking ဘောလုံးရဆိုအဲ့ညာဘက်မှာတစ်ချက်ဘောလုံးဆွဲတဲ့အချိန်မှာဒီနောက်တစ်နှစ်ယောက်ကကြားတဲ့ကို ranking ကနေရာပြတယ်အပြင်ကနေ white ဝင်မှုပြတာပေါ့အဲ့မှာ ranking ထိုးပြီးဘောလုံးတော်ကောင်းတယ်ထိုးပြီးလိုက်တယ်အဲ့မှာ ranking ပြီးတဲ့အချိန်မှာ Emunia အနေနဲ့ဘာကြောင်သွားလဲမသိဘူးသူတက်လူတယ်အဲ့စီထိတ်တက်လူတဲ့အချိန်မှာ ranking ကအသာလေးသူ့ကိုကြော်ဖြတ်ပြီးတော့ cross တင်ပြလိုက်တယ်ဒီ Cristiano Ronaldo ထိလိုက်အောင်ပဲကိုယ်လည်းဝင်သွားခဲ့တယ်အမှန်နဲ့ 3-2 ဖြစ်သွား3-2 ဖြစ်တော့အဲ့နေရာကဟာလည်း iconic ဖြစ်တယ်ဒီ pipe ကိုပိုက်ထဲမှာအောင်ပွဲခံနေကြတာပေါ့နော် Ronaldo ရဲ့ Rooney ရဲ့ဒါကကျွန်တော်တို့ဖြစ်တဲ့ကိုကျွန်တော်ငါတို့လာပြီဆိုပြီးတော့တကားခောက်လိုက်တယ်လို့ပဲအဲ့ဒီတော့ခံစားချက်ကပေါ့နော်ပြီးတော့နောက်ပြန်ကြည့်ရတယ်အဲ့လိုမျိုးပြန်ခံစားရတယ်အဲ့ဒီခံစားချက်တွေကတကယ်ကိုကောင်းတယ်အဲ့တော့ Ronaldo အောင်ပွဲခံတယ်ပြီးတော့နောက်ထပ်ကျွန်တော်ပြောကြံခဲ့တဲ့ဟာတော့ဒီ Ronaldo နဲ့Oneri ကိစ္စပေါ့နော် Oneri Ronaldo က complaint တက်တာကို Oneri ကမင်းနဲ့ငါနဲ့မတူးမတန်ဘူးဆိုတဲ့ style မျိုးနဲ့သူပြန်ပြီးတော့ခြေလိုက်တာပေါ့အဲ့ဒီအချိန်မှာအဲ့ဒါပြီးတော့ဒီ goal သွင်းတဲ့ score book ကြီးနဲ့အတူတူတက်ပုံရတာအားလုံးမြင်မှုကြလိမ့်မယ်goal scorer Ronaldo number 7ဆိုပြီးတော့ Oneri ကောင်းကတိုက်ကြနေတဲ့ပုံပေါ့ဒီလိုဟာတွေကတော့ကျွန်တော်တို့အမတ်တရဖြစ်စေရရှိတယ်ကျွန်တော် Oneri ကြိုက်တာပဲrivalry ပေါ့နော်အဲ့တော့နောက်တော့ကျတော့ဒီ Arsenal ပြန်ပြီးဖိတယ်ဒီ Reyes တို့ဝင်လာတယ် Reyes တို့Fabregas တို့နောက်ပိုင်းဝင်လာတယ်အမှ Sylvester အနီကထိတယ် Sylvester အနီကထိတာကသူ long pass ကိုသူခေါင်းနဲ့တက်လိုက်တာလို့ထင်တယ်အဲ့နဲ့ပဲအနီကထိသွားတော့တယောက်ရောက်သွားတယ်တယောက်ရောက်တာတော်တော်ကြာသေးတယ်ဗျပြောရရင်တော့60ကျော်မှနဲ့တူရော့သွားတာ90လောက်မှပဲဖြစ်လိမ့်မယ်နောက်ထပ်မိနစ်20လောက်ကို United ကတယောက်ရောက်နဲ့ကစားခဲ့ရတာအဲ့တော့အဲ့အချိန်မှာလဲပြီးတော့Cristiano Ronaldo ထုတ်ပြီးတော့ West Brown ဝင်လာတယ်ဒီကွင်းထဲမှာဂျုံဝေရှိရရောက်နေပြီဒီလိုပဲဘဘကတိုက်စစ်စင်မှုစူးစမ်းနေပဲတစ်ခေါက်မှာဒီ Bosco ရဲ့ဒီ Hazy ရဲ့ရှေ့အဲ့ဒါဟိုနဲ့စာဟာနဲ့တွေ့သူတို့တွဲလုံးနေရနေပြီးတော့ Bosco ကဇောင်းလေးနဲ့ထိုးပေးလိုက်တာဂျုံဝေရှိရောက်သွားတယ်ဂျုံဝေရှိကတစ်ချက်ကြည့်ပြီးတော့ဂိုးမတက်လာတဲ့အချိန်မှာဘယ်နဲ့ကန်လိုက်တယ်ကျွန်တော်တင်သူလူဂျွန်နာတို့ထင်တာဖြစ်နေမယ်ဒါလည်းအားလုံးတော်မှတ်ရဖြစ်တဲ့အခိုက်အတန့်ပဲပေါ့နော်သူဘောလုံးရနဲ့တမ်းပြီးကြော်ထိုက်တာဂိုးသမားကိုကြော်သွားချစ်လုပ်လိုက်တယ်ချစ်လုပ်ပြီးတော့သူဂိုးလားမဂိုးလားပေါ့နော်သူမသေးမကွဲဖြစ်နေတာinnocent မျက်နှာလေးနဲ့ပေါ့ပြီးတော့ဂိုးသွားသူအောင်ပွဲခံသူ late အောင်ပွဲခံလိုက်ရတယ်ပေါ့အဲ့ဒါနဲ့ပဲကျွန်တော်တို့ 4-2 နဲ့ United ကဦးဆောင်သွားတယ်ပွဲကArsenal ကလည်းဖိရဒါပေမဲ့ Ryan Garros ရှိတဲ့ရောက်တဲ့ဘောလုံးတွေကလည်းများတယ်ကိုယ်လည်းသူတို့ပြန်မရခဲ့ပေါ့နော်ပြီးတော့အမှranking ကိုဆိုတော့များရန်ဖြစ်တယ်ဖြစ်တယ်ပဲသိကြတာအမှတစ်ချက်ဆိုရင် Reyes ပေါ့နော်Arsenal ကလည်းမစောင့်နေလိုက်တဲ့အချိန်မှာ ranking ဘောလုံးမပါဘဲနဲ့စောင့်နေတော့ဘောလုံးထွက်သွားပြီသူတို့သိတယ်နာပါပဲမဲ့အဲ့မှာအကုန်လုံးကရိုးဆိုင်ကဖြစ်တဲ့အချိန်မှာ ranking ရပဲသူပြန်ဆွဲပြီးသူကပြဿနာမတက်ဘူးပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့ moment ကလည်းဒါကျွန်တော်မှတ်မဲ့ရဖြစ်သွားတဲ့ moment ပေါ့နော် ranking ကလူတွေပြောတော့အဲ့လိုအမြဲတမ်းပြဿနာရှာနေကောင်မဟုတ်ဘူးသူလိုအပ်မှသာချတယ်ကောင်ပေါ့နော်သူတို့နိုင်တော့မလုပ်ဘူးပေါ့နော်အဲ့တော့ဒါဒီပွဲပြီးတဲ့အချိန်မှာ Arsenal Chelsea ကလည်းတေချာသွားပြီ Manchester United က Arsenal ကိုကြော်ပြီးsecond ရောက်သွားတယ်ဒါပေမဲ့ယာတီကုန်မှာတော့3နယ်ပဲဆုံးခဲ့တယ်တဲ့တူတယ်ဒါပေမဲ့အဲ့ဒီရခဲ့တဲ့အရှိန်ပေါ့နော်ဒီ Ronaldo ရှိရလာမဲ့အလားလားဒီမတိုင်ကဆိုကျွန်တော် Ronaldo မကြိုက်ဘူးအရန်အလိန်ခောက်များပြီးတော့အရန် effective မဖြစ်လို့ကျွန်တော်မကြိုက်ဘူး Ronaldo ကစားပုံကောင်းတယ်ဒါမကြိုက်ဘူးဒါပေမဲ့အဲ့ဒီပွဲတွေနောက်ပိုင်းမှာ Ronaldo ပဲပြန်ပြီးသဘောကျလာတယ် Wayne Rooney Ronaldo အတွဲကိုနောက်နှစ်တင်မှာ Tevez တို့ Michael Carrick တို့ထည့်ပေးလိုက်တဲ့အချိန်မှာကျွန်တော်တို့တင်ရနောက်တစ်နှစ်ကျော်မှာတစ်စီးပြင်ကျော်မှာကျွန်တော်တို့3နှစ်သက်တိုက်ပရီးမီးယားလိရခဲ့တယ်ဒါအဲ့ဒါကဒီအသင်းကိုအခြေခံပြီး silent တိဆောက်သွားတာကျွန်တော်တို့ကsilent ဆောင်မှာပဲလူစင်းကိုဖြည်းဖြည်းချင်းတိဆောက်ပြီးသွားရတာဖြစ်တဲ့အတွက်စိတ်ရှည်ဖို့တော့လိုတယ်ဒါပေမဲ့ကျွန်တော်တို့မြင်ခဲ့ရတဲ့အလင်းအောင်မြင်ခဲ့ရတဲ့ပွဲလို့ကျွန်တော်ကတော့မြင်တယ်အင်းကြီးအမဲနဲ့ကျွန်တော်အမြဲတမ်းအမှတ်ရနေတဲ့ပွဲ
ရိုဒိုရဲ့ရိုဒိုပင်တိတ်တိတ်နေစမ်းကွာဆိုပြီးတော့အဝေးဝင်ပိတ်သက်ကိုအောင်ပွဲခံတဲ့ပွဲပြီးတော့ပိုက်ထဲမှာရိုနီရိုဒိုဖတ်ထားတဲ့အဲပုံရိပ်တွေပေါ့နော်ဒီပုံရိပ်တွေကတော့အများနဲ့အမှတ်ရတယ်ဗျအဲ့ဒါကတော့ကျွန်တော်အာဆင်နယ်နဲ့ United ပွဲမှာကျွန်တော်အမှတ်ရဆုံးပွဲကိုကျွန်တော်ပြန်ပြပြတာဖြစ်တယ်ခင်ဗျားတို့အမှတ်ရတဲ့ပွဲမျိုးရှိသလားဘယ်ပွဲလို့ထင်တယ်ဘယ်ပွဲလဲပေါ့ဘယ်ပွဲလဲဒါကျွန်တော်ကတော့ဒီ2-4ပွဲကတခြားသောဘယ်ပွဲတွေထပ်မဆိုအမှတ်အရအဖြစ်ဆုံးပွဲဒီရိုနီရဲ့ပရောင်ဆမြန်တဲ့ပွဲလို့ထင်မယ်โอเคအဲ့တော့ဒါကတော့ဒီပွဲနဲ့ပတ်သက်ပြီးကျွန်တော်သတိရလို့ကျွန်တော်ဗီဒီယိုလေးလုပ်လိုက်တာခင်ဗျားတို့ရဲ့အမြင်တော့သိကြပါတယ်ကျွန်တော်ဗီဒီယိုသဘောကျနှစ်သက်တဲ့ like subscribe share လုပ်ပြီးတောင်းဆိုပါကျွန်တော်နောက်ဗီဒီယိုမှာပြန်ကြည့်ကြမယ်အားလုံးပဲကျေးဇူးတင်ပါတယ်